54ရဲ့လွမ်းခြင်းတန်နိုင်ဒီကြားကသူမကိုမိစ္ဆာတွေလက်ထဲကအင်္ဂလိပ်ကလွမ်းရှာရော့မယ်ຫນွေဦးကာလတွေမှာမွေးရနက်နဲ့ကြိုးဆိုတတ်တဲ့ဂန်းကော်ပင်ကြီးလဲနွမ်းလျက်ပြူးကြောင်ကြောင်တကြားသီးလေးတွေမျက်လေးနဲ့ပုံညက်ပန်တော်ကြစပယ်ယုံလေးရဲ့အလွမ်းအင်းအားကန်ရည်ပင်ကတော့အရင်လိုညင်တာတော့မှာယုံကြည်ချက်ကိုကစောင်းတင်အိမ်မက်ကိုထွန်ရက်ခဲ့တုန်းကလုံချုံနှွေးထွေးခဲ့တဲ့ခွန်အားတွေမျှဝေသူမရဲ့ကြောပြင်လေးကိုတတ်တာရာရစေခဲ့တာပေါ့ရက်တွေလတွေပြီးတော့နှစ်တွေသူမမရှိတဲ့စက္ကန့်တွေဟာအတိုက်တာတာခံစားမှုတွေနဲ့ပါအင်္ဂလိပ်ဟာငိုနေရှာတယ်အင်္ဂလိပ်ဟာမျော်လင့်နေတယ်အင်္ဂလိပ်ဟာအော်ခေါ်နေတယ်အကြောင်းအရေးကြည်သောဒေါင်းတစိမ့်မီတဲ့နှင်းစီရေပြန်လာတော့မယ်ဧကရီရေဒီတစ်ခါပြန်လာခဲ့ရင်ပြန်မလွတ်စတမ်းဖတ်ထားခြင်းပါရဲ့လွမ်းနေဆိုတာထက်သမိုင်းတွေကိုနမ်းကျင်ခဲ့တာပါ